ဒီမျိုးသမီးကတော့တင်ကိုင်းတစ်ခက်တွေနဲ့ငှက်ကလေးလိုမျိုးတရုပ်ဖြစ်လိုက်ပါတယ်။အဝေးကငှက်ကလေးအထီးကလည်းချက်ချင်းပဲတတိထားမိသွားခဲ့ပြီးတော့သူ့စီကိုတဖြည်းဖြည်းလာခဲ့ပါတယ်။ဒါပေအားလုံးဟာရှောင်မရတဲ့အကြံဖြစ်ပြီးတော့မှတခြားတစ်ဖက်မှာတော့ရှောင်ရွှဲဟာငှက်ကလေးကိုရှောင်မီပါထုတ်သွားတဲ့အချိန်မှာအပြေးလေးလာပြီးတော့ငှက်ကလေးဦးတွေကိုခိုးပြီးတော့ယူလိုက်ပါတော့တယ်။ငှက်ကလေးကချက်ချင်းပဲတတိထားမိသွားတာကိုရှောင်ရွှဲကလုံးဝမသိဘဲနဲ့ငှက်ကလေးကသူ့စီကိုတဟုန်တိုးနဲ့ပြေးလာတာကိုမြင်တဲ့အခါမှာတော့ရှောင်ရွှဲကလည်းဦးတွေကိုတည်ပြီးတော့တုတ်ချတင်ပြေးလိုက်ပါတော့တယ်။ဒါပေမဲ့လည်းသူ့ရဲ့ခြေတံတူတူလေးကငှက်ကလေးအိုးရဲ့ခြေတံအရှိကြီးနဲ့ဘယ်လိုမှရှင်ပြိုင်လို့မရဘဲနဲ့ရှောင်းရွှေဟာငှက်စာဖြစ်တော့မဲ့ဇဲထဲမှာပဲရှောင်းမီဟာသူ့ကိုချက်ချင်းပဲဝေးချခိုင်းလိုက်ပါတော့တယ်။အဲဒါနဲ့ရှောင်းရွှေကလည်းမြတ်တော်ကြီးတစ်ခုလေးကိုဝင်ပြီးတော့တိုးလိုက်ပါတယ်။ကံကောင်းတဲ့ငှက်ကလေးအိုးကတခြားတစ်ဖက်ကိုတိတ်တိတ်လေးသွားပြီးတော့မှရှောင်းရွှေထွက်လာတာကိုစောင့်နေပါတော့တယ်။ရှောင်းရွှေလန့်နေပြီးတော့မှရှူရှူတော်မှထွက်ကြမတက်ဖြစ်နေပြီးတော့အကြောင်းလွန်သွားတဲ့ရှောင်းရွှေဟာအဲ့ဒီနေရာမှာဝင်နေပြီးတိုးတိုးမြမလို့ရဲတော့တာပဲဖြစ်ပါတယ်။ငှက်ကလေးအိုးရဲ့အမြင်အာရုံမကောင်းလို့တော်ပါသေးရဲ့အဲ့ဒီချိန်မှာမြောက်တကောင်ကလည်းအုတ်ခိုးဖို့အတွက်ရောက်လာခဲ့တာဖြစ်ပြီးစိတ်တုန်နေတဲ့ငှက်ကလေးအုပ်ကလည်းဘယ်လို့မှတီးမခံနိုင်တော့ဘဲနဲ့မြောက်စီကိုကြည့်ပြီးတော့မှဒေါသတကြီးနဲ့ဟောက်လိုက်ပါတော့တယ်။လန်လုံးနာကြောင့်ပဲမြောက်ကလည်းအုတ်ကိုလွတ်ချလိုက်ရပြီးဒါပေမဲ့ငှက်ကလေးအုပ်ကဘယ်လို့အလွယ်လေးနဲ့လွတ်ပေးတော့မှာပါလေ။ဒီဘက်မှာတော့ရှောင်းရွှေကအုတ်ကိုရရှိအောင်ပဲရှိသေးတယ်။ရှောင်းမီကကြမ်းလိုက်ခွေတာကိုရုတ်တရက်ခံလိုက်ရပါတယ်။ရှောင်းမီကလက်သွက်လို့တာမှမဟုတ်ရင်တော့ဘေကွန်လိုမျိုးအသားပြားအဖြစ်အဖိခံနေရလောက်ပြီပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့ရှောင်းရွှေဟာအမှုမဲ့အမှန်မဲ့နဲ့နန်းစုံနေတဲ့ဖြန်တဲ့ကောင်ကိုနေမိသွားခဲ့ပြီးတော့နန်းစုံနေတဲ့ဖြန်ကောင်လေးဟာအကျဉ်ဆိုးတဲ့နေရာမှာနံပါတ်1ချိပါတယ်လို့ပြောရင်တော့ဘယ်သူကမှနံပါတ်1ချိရဲတော့မှတော့မဟုတ်ပါဘူး။နန်းစုံနေတဲ့ဖြန်လေးဟာရှောင်းရွှေကိုကိုက်လို့မမိတဲ့အခါမှာတော့သူရဲ့လေရင်ဘိန်းကိုသွားပြီးတော့ကိုက်ပြစ်လိုက်ပါတော့တယ်။ဒါအောင်မြင်တဲ့အခါမှာရှောင်းရွှေကလည်းသူ့ရဲ့ဖက်နှက်ကိုချူပြီးတော့မှနန်းစုံနေတဲ့ဖြန်ကိုလက်စားချနိုင်ဖို့အတွက်ပေးလိုက်ပါတယ်။ဆက်လက်ပြီးတော့မှသူတို့နှစ်ဟာလေရင်နဲ့ဒီကနေထွက်သွားဖို့ပြင်နေခဲ့ပြီးဒါပေမဲ့လေရင်ဘိန်းပြတ်သွားခဲ့တဲ့အတွက်ရှောင်းရွှေဟာသူ့ရဲ့ခြေထောက်နဲ့လေရင်အရှင်ကိုမြင့်တင်ဖို့အတွက်လုပ်ရပါတော့တယ်။ဒါပေမဲ့လည်းလေရင်ပြန်တက်ရုံပဲရှိသေးခင်မှာရှောင်းရွှေကပြိုကျသွားခဲ့ပြီးတော့နောက်ဆုံးမှာတော့လေရင်မမောင်းတတ်တဲ့ရှောင်းမီတယောက်တည်းပဲလေရင်စီးပြီးတော့ထွက်ခွာလို့သွားပါတော့တယ်။ရှောင်းမီဟာပြပြတလဲနဲ့ခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါမှာတော့လေထီကရုတ်တရက်ပွင့်သွားခဲ့ပြီးအဲ့ဒါနဲ့ပဲလေရင်ဟာအပင်တပင်မှာသွားပြီးတော့ချိတ်နေပါတော့တယ်။မမျော်လင့်ထားတာကတော့ကြက်တကောင်ဟာအဲ့ဒီနားမှာရှိနေခဲ့တာပါ။ဒီလိုနဲ့ပဲရှောင်းမီဟာလေရင်ကိုချာချာလေးအောင်မောင်းနေရင်းနဲ့ပဲ9980နဲ့တပတ်လောက်ပြည့်တဲ့အခါမှာတော့ဆက်ကရက်တန်းလို့သွားပါတော့တယ်။အဲ့တော့မှတော့ရှောင်းမီဟာရှေးဦးကြတဲ့လူသားတယောက်ဖြစ်သွားတာကိုမြင်ရမှာပါ။အဲ့လိုဖော်ရွေလာတဲ့လူသားကပဲရှောင်းမီကိုသူ့ရဲ့ဖော်ကိုလိုက်ပြီးတော့ရှာဖို့တဲ့ကူညီနေတာဖြစ်ပြီးတော့မှဒါပေမဲ့လေရင်ဟာနည်းနည်းလေးတော့တင်မောင်းကိုပုံသွားစေခဲ့ပါတယ်။ဒီချင်းကတော့နားထောင်လို့ကောင်းသားပြမကြပါဘူးသူတို့တွေဟာအမှတ်တမဲ့နဲ့စင်အုပ်တုပ်ထဲကိုရောက်ရှိလို့သွားပါတယ်။လက်နှောနာကြောင့်ပဲသူတို့မှရှိတဲ့အာကုံသုံးပြီးတော့မှတစ်ပင်မော်ကိုတွေ့တက်သွားပြီးတော့တခြားတစ်ဖက်မှာရှောင်းရွှဲဟာသူ့ရဲ့ဖက်နှက်တစ်ဖက်ကိုတွေ့လို့စီးလိုက်ပြီးတော့မကြခင်မှာနန်းစုံနေတဲ့ပြန်ကြိုက်တာကိုခံလိုက်ရပါတော့တယ်။အဲ့ဒီပြန်ခဲထားတာကိုဖြေဖို့ကလုံးဝမဖြစ်နိုင်တာဖြစ်နေပြီးတော့အဲ့လိုနဲ့ပဲရှောင်းရွှဲဟာနန်းစုံနေတဲ့ပြန်ကိုတရုတ်တိုက်ဆွဲလာခဲ့ပြီးရှောက်လာခဲ့လိုက်တာလောက်ဝက်လောက်နေတဲ့အခါမှာတော့ကန္နာယာတဲကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းနန်းစုံနေတဲ့ပြန်ကတော့လက်ရှုံးမဲ့ပုံစံမရှိဘဲနဲ့အဲ့ဒီချိန်မှာပဲရှောင်းရွှဲဟာသူ့တေလာတဲ့အစာကြောက်ကိုမြေပြင်ပေါ်ကိုချလိုက်တာပါ။နန်းစုံနေတဲ့ပြန်ကတော့တိုးတိုးတောင်မှမလုပ်ဘဲနဲ့ဆက်ပြီးတော့ရှောင်းရွှဲဟာဘီယာနည်းနည်းလေးထက်ပြီးတော့လောင်းလိုက်ပါတယ်။နန်းစုံနေတဲ့ပြန်ကအဲ့ဒီအစာကိုစားမယ်လို့တဲ့အခါမှာရှောင်းရွှဲကချက်ချင်းပဲထွက်ပြေးလိုက်ပါတယ်။နန်းစုံနေတဲ့ပြန်လည်းအနောက်ကနေကလစားချိန်မဲ့လမ်းကိုစတင်ပါတော့တယ်။အဲ့ဒါနဲ့ပဲဒီနောက်ကနေပြင်းပြင်းအောင်မှသွားလာရင်းနဲ့နှစ်ခွဲအချိန်ကုန်သွားခဲ့ပြန်ပါတယ်။နန်းစုံနေတဲ့ပြန်ကတော့ရှောင်းရွှဲရဲ့နောက်ကနေတကောက်လိုက်နေစေဖြစ်ပြီးတော့မှသူတို့တွေဟာတောင်နေမြစ်တွေဖြတ်ပြီးတော့မှခရီးဆက်ပါတယ်။နှစ်ဘက်စလုံးကအိုင်းနေကုန်ခန်းတော့တာကြောင့်လမ်းခီးတော့မှခဏတာအနားယူပြီးတဲ့နောက်မှာရှောင်းရွှဲဟာခီးဆက်ပြန်ပါတယ်။နောက်ဆုံးမှာတော့သူလည်းနန်းစုံနေတဲ့ပြန်ရဲ့ပြင်းပြတဲ့စိတ်ကြောင့်ပဲစိတ်တွေထိခိုက်လို့သွားရပြီးတော့နောက်ဆုံးမှာတော့ရှောင်းရွှဲဟာနန်းစုံနေတဲ့ပြန်ကိုခေါ်ပြီးတော့အတူတူထွက်လာခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့သူတို့ဟာတောတစ်ခုစီကိုရောက်လာခဲ့တာဖြစ်ပြီးတော့နှစ်ယောက်စလုံးမှာအိုင်းတွေနည်းနည်းလေးမှမကြံတော့ပါဘူး။ဒါပေမဲ့ရှောင်းရွှဲထွက်သွားမယ်လို့တဲ့အချိန်မှာတော့နန်းစုံနေတဲ့ပြန်ကတတနဲ့လွမ်းဆွနေသေးတယ်လို့ပါပဲ။